အားလုံးပဲမင်္ဂလာပါ Digital Fusion ကုမ္ပဏီကိုကြိုဆိုပါရစေ။အခုပြောပြမှာတော့ mobile client ကနေဘယ်လိုရောင်းပြရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။အရင်ဆုံး Fusion link ကိုဝင်ပြီးတော့ connect လုပ်ပါဝင်လိုက်ပါပြီးတော့ဒီအောက်က bound button လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီအပေါ်တန်းလေးမှာကိုယ့်ကုမ္ပဏီစီရဲ့ name barcode code တခုခုကိုရိုက်ထည့်ပေးပါပြီးရင်ရွေးလိုက်ပါပြီးတော့ဒီကုမ္ပဏီစီကိုရွေးပြီးတော့ဘေးကို slide ဆွဲလိုက်ပါဆိုတော့ဒီမှာတော့ကုမ္ပဏီစီရဲ့ကြားသိဝင်ငွေဖြစ်ပါတယ်ဒါကိုကျွန်တော်ကလက်လီဈေးလက်ကားဈေးကိုပြောင်းရပါတယ်အဲ့အပြင်ကိုယ်တိုင် custom ရလို့ရပါတယ်ပြီးတော့ဒီဘက်မှာတော့ကျွန်တော်ကအရေးအတွက်ကိုရိုက်ထည့်ရဖြစ်ပါတယ်အရေးအတွက်ကိုရိုက်ထည့်ရဖြစ်ပါတယ်တူပါပဲဒီအောက်မှာလည်းအဲ့လိုမျိုးလုပ်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ F4C လို့တစ်ချက်နှိပ်ပြီးတော့ဒီမှာနောက်ထပ် PC တစ်ခုကိုရွေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ M115 ကိုF4C အနေနဲ့ကျွန်တော်ရပေးရဖြစ်ပါတယ်ဒါကတော့ဥပမာ PC နှစ်ခုဝင်ရင်တစ်ခုလက်ဆောင်ပေးရအနေထားပါအဲ့လိုမျိုးဒီအပေါ်က A ဘူးနှစ်ခုဝယ်တဲ့အတွက်ကျွန်တော်ဒီ M115 ကိုလက်ဆောင်ပေးရပါဒါကတော့ F4C ရဲ့သဘောပါF4C တစ်ခါနေပြီးရင်တစ်ခါပြန်သွားမှာဖြစ်ပါတယ်နောက်ကထပ်နေနေတော့နောက်ကထပ်နေပြီးတော့ PC ကိုထပ်ရွေးမယ်ဆိုရင်တော့ဒါနောက်ထပ်တစ်ခုဖြစ်သွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီအောက်မှာဆိုရင်တော့ဖြစ်ဒါကမှတ်ချက်ပေးရနေရပါဒီမှာမှတ်ချက်ပေးလို့ရပါတယ်ပြီးတော့ဒီမှာဆိုရင်တော့အရှုံးဝင်သတ်မှတ်ခြင်းဖြစ်ပါတယ်ဘယ်လောက် short မလဲpercentage နဲ့ short မလားမြန်မာကျပ်နဲ့ short မလားဆိုပြီးရှုံးဝင်သတ်မှတ်တာဖြစ်ပါတယ်ဒီအားဆိုရင်တော့ဒါအခွန်သတ်မှတ်တာဖြစ်ပါတယ်အခွန်တော့ဒီကျွန်တော်အုံနာနေပြီးတော့သူခွဲရမှလာဒီမှာလာပြီးတော့ပေါ်နေမှာဖြစ်ပါတယ်မလာပြီးသတ်မှတ်ရမှာဖြစ်ပါတယ်နော်ဒါက order ပို့ဆောင်ဖြစ်ပါတယ်ဒီဘဝနေဆိုတော့ကို order ပို့ဆောင်တဲ့ date ဖြစ်ပါတယ်ပြီးတော့ကုန်ဝယ်သူဖုန်းနံပါတ်နေရာလိပ်စာပြီးတော့ကိုယ်စားလှယ်ကိန်းနဲ့ကားကိန်းပို့ဆောင်ကဝင်ငွေပြီးတော့ပို့ဆောင်ကနှုတ်ပြီးအကုန်လုံးကိုဒီမှာရိုက်ထည့်ပြန်ဖြစ်ပါတယ်ပြီးတော့ဒီအားလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ခဏတိတ်နှဖြစ်ပါတယ်တကယ်လို့ကိုယ်ဆိုင်မှာလူရမ်းကြနေပြီးတော့ဒီပမာဆုံးလူကသူပစ္စည်းတွေကိုဝယ်လို့မပြီးသေးဘူးဒါမဲ့သူကပစ္စည်းကိုလာပြီးတော့ပေးထားပြီးတော့နောက်ထပ်ပစ္စည်းသွားယူနေတဲ့အချိန်မှာနောက်ထပ် customer တယောက်ကိုကရောင်းလို့ရပါတယ်ခဏဒီမျိုးဆိုင်ရပြည်သားမှာထည့်ပြီးတော့ရောင်းရပါတယ်ဒီကိုဆိုင်ရထားပြည်သားကိုလည်းဒီချိန်မှာဝင်ကြည့်ရပါတယ်ဒီမှာပါသူ့လည်းပြန်ပြီးတော့တကယ်လို့သူကပြန်ရောက်လာလို့ကိုကပြန်ပြီးရောင်းမယ်ဆိုရင်တော့ဒီဆိုင်ရပြည်သားဝင်ပြီးတော့ဒီမှာခဲရဘတ်တန်နဲ့နှိပ်လိုက်ပါအဲ့ဆိုရင်ခုနကပြန်သွားဖြစ်ပါတယ်ပြီးတော့ pay မျိုးနှိပ်ပါဒီမှာဒီမှာကုန်ဝယ်သူတွေကြိုတင်ပေးငွေနဲ့ဖုန်းနံပါတ်နဲ့လိုက်စားဒီသုံးခုကတော့ဆိုရမယ်ကျွန်တော်အနေနဲ့ဒါကတော့အကျွေးဝယ်သွားတဲ့လူတွေကိုဒီမှာအကျွေးဝယ်သူရဲ့ကုန်ဝယ်သူပြီးတော့ဒီဖုန်းနံပါတ်နဲ့လိုက်စားအကျွေးဝယ်သွားမယ်ဆိုရင်တော့ဒီကုန်ဝယ်သူနဲ့ဖုန်းနံပါတ်နဲ့လိုက်စားမှာဖြစ်ပါတယ်ပြီးတော့ဒီကြိုတင်ပေးငွေတကယ်လို့ကိုစီမှာဝယ်နေကြ customer ကသူကကိုကိုပတ်စံအရင်ကြိုပေးထားတယ်ကြိုပေးထားပြီးတော့သူကနောက်မှလုံမှပစ္စည်းလာယူမယ်အဲ့လိုမှားထားတဲ့လူတွေကြတော့ဒီကြိုတင်ပေးငွေမှာသူဘယ်လောက်ပေးထားတယ်ဆိုရနှုတ်အောင်ဖြစ်ပါတယ်ပြီးတော့ဒီမှာအပိုပေးငွေပါအပိုပေးငွေဆိုတဲ့သဘောကတော့ကျွန်တော်တို့ရတော့ KBZ နဲ့ပတ်စံရှင်းတဲ့အခါမှာ percentage ဆိုတာရှိပါတယ်အဲ့ percentage ကိုဒီမှာထည့်ရဖြစ်ပါတယ်MMK နဲ့ထည့်လို့ရပါတယ်ဒါမှမဟုတ် percentage နဲ့ထည့်လို့ရပါတယ်ကျတဲ့ငွေပါဒီကပေးငွေဖြစ်ပါတယ်ဒါကပြန်အန်းငွေပါဒီဗန်ဖြစ်ပေးခြင်းပဲရှိပါတယ်ဗန်ဖြစ်ပေးခြင်းပဲဆိုတာကတော့ကျတဲ့ငွေကိုသူ့ရဲ့ဘဏ်အကောင့်ရနေကိုယ့်ရဲ့ဘဏ်အကောင့်ထဲကိုလှမ်းပြန်ဖြစ်ပါတယ်အဲ့ဆိုရင်တော့ဒီစင်းမှာအကောင့်နံပါတ်ကိုရိုက်ထည့်အောင်ဖြစ်ပါတယ်ပြီးရင်တော့ဘဏ်နီ agent ကိုရိုက်ထည့်အောင်ဖြစ်ပါတယ်အောက်မှာတော့ဘာမှပေးငွေပြီးတော့မှတ်ချက်ကိုရိုက်ထည့်လို့ရပါတယ်ပြီးရင်တော့တင်းကြီးကိုထည့်လို့ရပါပြီကျွန်တော်ကတော့စမ်းပြပြတဲ့ပဲဖြန့်နေပဲနေရဖြစ်ပါတယ်
ပြီးနော်ဒီအောင်မှာတခါလေးပင်းထုတ်ခြင်းနော်ပင်းထုတ်မယ်ဆိုတာတန်းနှိပ်လို့ရပါတယ်အမောတိမ့်ပြီဆိုရင်တော့တဲမှာဖြစ်ပါတယ်ပြီးပြီနော်ဒီအယောင်စစ်မှတ်တမ်းမှာယနေ့ဆိုပြီးတော့လာပေါ်နေမှာဖြစ်ပါတယ်တကယ်လို့ရခင်လာတွေရခင်နှစ်တွေဟာချစ်ချင်ရပါတယ်ဒီဘက်တောင်မှာနေစုနေပြီးတော့ရဆိုအလိုက်စီမံခြင်းတွေမှာတွားကြည့်ရပါတယ်ပြီးတော့ဒီဘက်မှာစင်ဖြစ်သိမ်းဆိုတာရှိပါတယ်အဲ့ဒီကပင်တာစနစ်သတ်မှတ်ခြင်းလို့မဟုတ်ပါအဲ့မှာ2မျိုးရှိပါတယ်ကိုကြိုက်ရတစ်ခုကိုရွေးပြီးတော့ပင်ထုတ်ရပါတယ်ကိုကြိုက်တစ်ခုရွေးပြီးတော့ဒီ3မျိုးဆိုတာကိုနှိပ်လိုက်ပါနှိပ်ပြီးလိုက်ရမယ်ကြာပါမှာဖြစ်ပါတယ်ဆက်ထုတ်လိုက်ပါခုဆိုရင်တော့ကျွန်တော်မိုဘိုင်းကနေရောင်းပြဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးကိုပါဆိုင်နေပါစေ